ကြောနဲ့ရေမက်မှာပေါက်တဲ့ဝက်ချန်တွေကိုဘလို့တက်တောင်လုပ်အောင်လဲဆိုတာပြောပြပေးမယ်နော်ကိုယ့်ရဲ့အစားအသောက်ထဲမှာတကြားအချို့နိုးနဲ့နိုးထွက်ပစ္စည်းတွေကိုတတ်နိုင်သလောက်လျှော့စားပေးပါသပင်ကိုပုံမှန်လျှော့ပေးပါကိုယ့်ရဲ့သပင်ကိုသုံးတဲ့ hair conditioner တွေ hair mask တွေကိုလည်းကြောပေါ်ကိုမရအောင်လို့တေချာ cue စိုက်ပေးပါရောက်သွားရဲဆိုရင်လည်းရေနဲ့တေချာပြန်ဆေးချပေးပါချီသားလိုမျိုးပေါ့ပေါ့ပပချောင်ချောင်ချီချီနဲ့အဝတ်အစားတွေကိုပဲရွေးပြီးတော့ဝတ်ပေးပါအေးရခင်းတဲ့တပတ်တွေကိုလည်းတပတ်တစ်ခါအနည်းဆုံးလဲပေးပါညအိတ်တဲ့ခါမှာဆိုရင်လည်းညအိတ်ဝတ်အင်ချီကိုပြောင်းပြီးတော့ဝတ်ပေးပါအရန်ပြစ်တဲ့ body oil တွေ cream တွေ hair oil တွေကိုလည်းတနိုင်သလောက်ရှောင်ပေးပါပုံမှန်မျက်နှာကိုသုံးတဲ့ဝက်ချန်တိုးရဲ့စီလေးကိုလည်းကြောပေါ်ကရင်မက်ပေါ်ဝက်ချန်လေးတွေပေါ်ကိုတို့ပေးလို့ရပါတယ်နောက်ဆုံးရေးကြီးဆုံးကတော့ cleansing step ပေါ့နော် workout တစ်မျိုးမျိုးချွေးထွက်များတဲ့အားကစားအလုပ်တစ်ခုကိုလုပ်ပြီးတိုင်းမှာရေတေချာချိုးပေးပါပြင်းထန်တဲ့ body scrub တိုက်တာတွေကိုလည်းရှောင်ပေးပါဝက်ချန်လေးတွေတက်တာဖို့အတွက်ကတော့ 2% salicylic acid ပါတဲ့ body wash ဒါမှမဟုတ် spray တွေသုံးပေးလို့ရသလို benzoyl peroxide 4 to 10% ပါတဲ့ body wash တွေ spray တွေကိုလည်းသုံးပေးလို့ရပါတယ် body wash ကိုဘယ်လိုသုံးရမလဲဆိုရင်တော့အရင်ဆုံးကိုယ့်ရဲ့ခန္ဓာကိုယ်အရင်ဆုံးရေစွပ်ပါပြီးတော့မှ body wash လေးကိုလိမ့်ပြီးတော့10မိနစ်2မိနစ်လောက်ထားပြီးတော့မှပဲရေဆေးချပေးပါစသုံးစားမှဆိုရင်တော့တစ်ပတ်ကို3-4ချိန်လောက်သုံးပေးလို့ရပါတယ်နောက်ပိုင်းမှာဆိုရင်တော့တစ်နေ့ကိုတစ်ချိန်ဒါမှမဟုတ်ရင်2ချိန်နှုန်းနဲ့နေ့စဉ်သုံးပေးလို့ရပါတယ် sensitive skin သမားတွေ dry skin သမားတွေကဆိုရင်တော့ percentage နဲ့ဟာလေးတွေကိုပဲအရင်ဆုံးစပြီးတော့သုံးပေးပါပြီးသွားတဲ့အခါမှာဆိုရင်တော့ moisturizer lotion ကိုတေချာလိမ့်ပေးပါမနက်ပိုင်းမှာလည်း sun cream လေးတေချာလိမ့်ပေးဖို့လုပ်ပါတယ် body spray သုံးချင်တဲ့သူတွေအတွက်ကတော့ရေချိုးပြီးတော့ဖြန်းပေးလိုက်အောင်ပါပဲတစ်နေ့ကိုတစ်ချိန်ကနေပြီးတော့2ချိန်သုံးပေးလို့ရပါတယ်ကိုယ့်ရဲ့ဝက်ချန်တွေကမသက်တာလာတာပိုဆိုးလာတာနာလာတာအလုံးတွေအရန်ကြီးလာတာများလာတာဒါမျိုးတွေဆိုရင်တော့ဝက်ချန်တောက်ဆေးတွေပိုးသက်ဆေးတွေဟော်မုန်းဆေးတွေလိုနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အေးပြားဆရာဝန်နဲ့တေချာတိုင်ပင်မှုလုပ်ပါတယ်ဖြစ်ရတဲ့အကြောင်းရင်းတွေကုသပုံတွေကမျက်နှာဝက်ချန်တွေနဲ့တိတ်ပြီးတော့မကွာဘူးဆိုပေမဲ့ကိုခန္ဓာဆိုရင်အဝတ်အစားဝတ်ရတဲ့အတွက်ကြောင့်မလို့ချွေးရည်အစီတွေပိတ်လွယ်တာအဝတ်အစားတွေနဲ့ပို့တိုက်လွယ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဝက်ချန်တွေလည်းပိုဖြစ်လွယ်နိုင်ပြီးတော့ပျောက်ဖို့ကလည်းအချိန်ကြာတတ်ပါတယ်။ကြောင့်မလို့စိတ်ရှည်ဖို့လည်းလိုသလိုကဲလို့မကုသပဲနဲ့ထားမယ်ဆိုရင်လည်းအမဲဆက်အမာယူလေးအနေနဲ့ကြံခဲ့ဖို့ကလည်းပိုလွယ်နိုင်ပါတယ်။ဒီစင်နာရေးရှိရင်လည်းမေးသွားပေးပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်တတား